အားလုံးပဲကျွန်တော်ညီကောင်မောင်နှမများတကယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့20ရက်နေ့အတွက်ပေါ့နော်ညနေခင်းအတွက်ကိုခဏလေးချပြပေးမယ်နော်ဒီမှာဒီ file မှာကျွန်တော်က break လေးပါကျွန်တော်တွေ့ထားတဲ့အတွက်ဒါ break လေးပါတွဲပြီးတော့ပြပေးမယ်နော်ကျွန်တော်ဒီမှာကြည့်အောင်နော်သူကဒီမှာသူက method လေးတစ်ခုနဲ့ဒါပေးထားရှိပေါ့နော်သူကဒီမှာဒီ3ညာနဲ့ဒီကနန်း3လုံးဒီကနန်း3လုံးကဘာဖြစ်လဲဆိုတော့ဆို2ခွန်ခွန်နဲ့လို့ဖြစ်တယ်ပေါ့နော်2ခွန်ခွန်နဲ့လို့ဖြစ်တယ်ဟုတ်ပြီနော်2ခွန်ခွန်နဲ့ method နဲ့တော့ရအောင်နော်ကျွန်တော်ဒီမှာဒီခွန်ရဲ့ကျွန်တော်ဒီကနန်း3လုံးပေါ့နော်ဒီကနန်း3လုံးပေါင်းလို့ရှိရင်ဒါဆိုကျွန်တော်တို့က2ခွန်ခွန်နဲ့ပဲဒါဖြစ်တယ်ပေါ့နော်2ခွန်ခွန်နဲ့ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီကနန်းရဲ့ကျွန်တော်ဒီ2ရဲ့ဒီ10ရဲ့ပေါင်းဒါဆို2ခွန်ခွန်နဲ့ပဲသူကဒီမှာလာပြီးတော့ဖြစ်ပေးထားတယ်ပေါ့နော်ဒီမှာသူက method လေးဒီဟာလေးလည်းပေးတတ်တယ်နော်ကျွန်တော်ဒီကောင်မောင်နှမအနေနဲ့ဒါဒီမှာဒီ2ရဲ့ကျွန်တော်ဒီကနန်း9ရဲ့ပေါင်းလို့ရှိရင်ဒါဆိုကျွန်တော်2ခွန်ခွန်နဲ့ပဲဖြစ်တယ်เนาะကျွန်တော်ဒီကနန်း3လုံးပေါ့เนาะနောက်တစ်ခါကျွန်တော်ဒီကနန်း2လုံးရယ်နောက်ထပ်ဒီကနန်း2လုံးရယ်ပေါင်းတယ်ဒါဆိုရင်လည်း2ခွန်ခွန်နဲ့ပဲဖြစ်တယ်เนาะဒါတိကျပေါင်းကြည့်ပါเนาะဒီကြံလေးမှားနေမှာဆိုလို့ဟုတ်ပြီเนาะနောက်တစ်ပြင်မှာကျွန်တော်အခုပြင်မှာလဲကျွန်တော်ဒီမှာဒီ6နဲ့ကျွန်တော်ဒီ6ရယ်ဒီကနန်း1လုံးရယ်ထပ်ပြီးတော့ပေါင်းရမယ်ဆိုဒါဆို2ခွန်ခွန်နဲ့ပဲဖြစ်မှာပေါ့เนาะ2ခွန်ခွန်နဲ့ပဲဖြစ်ရမယ်ဟုတ်ပြီเนาะဒီတိရှင်းပါတယ်เนาะသူကဒါဆို2ခွန်ခွန်နဲ့ပဲဖြစ်မယ်ဆိုရင်ကျွန်တော်ဒီ2ရှိရအတွက်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ3ညထဲမှာ2ပေါ့เนาะကျွန်တော်3ည5 3ညပိတ်လေးဖြစ်သွားမှာပေါ့เนาะဟုတ်ပြီเนาะဒါတော့ဒီကနန်း3လုံးပေါင်း2ခွန်ခွန်နဲ့မှန်တယ်เนาะ2ခွန်ခွန်နဲ့မှန်တယ်ဒီကနန်း3လုံး10နှစ်ပေါ့เนาะမှန်တယ်เนาะဒီကနန်းတော့8ရယ်ဒီမှာ2ရယ်ဒီ10 2ခွန်ခွန်နဲ့ဖြစ်တယ်ဒီ4ရယ်3ရယ်ဆို2ခွန်ခွန်နဲ့ဖြစ်တယ်ပေါ့နော်ဒီ8ရယ်ဒီ9ရယ်2ခွန်ခွန်နဲ့ဖြစ်တယ်နော်ဒီ6ရယ်ဒါမှမဟုတ်ဒီ1ရယ်ဆိုရင်2ခွန်ခွန်နဲ့ဖြစ်မှာပေါ့နော်ဒါဆိုရင်3ညာ5 3ညာအပိတ်လေးပေါ့နော်ဟုတ်ပြီနော်ခဲကောင်းဒါဆိုရင်ဒါလေးဆက်ပြီးမပြခင်ဒီမှာမနေ့ကတော့ကျွန်တော်ညီကောင်မောင်နှမတွေရကြလားမသိဘူးเนาะကျွန်တော်ဒီမှာကနန်းလေးကျွန်တော်မနေ့ကတော့ပြထားသေးရเนาะပြထားရှိရကျွန်တော်ညီကောင်မောင်နှမတွေနဲ့ရှားကြမယ်လို့မျှော်လင့်ပါတယ်เนาะဒီမှာဒီကနန်းလေးပေါ့เนาะ92ဆိုကနန်းလေးပေါ့เนาะဒါဒီမှာကျွန်တော်နှစ်ပိတ်ကိုကျွန်တော်နှစ်ပိတ်ပြခဲ့သေးเนาะနှစ်ပိတ်ပြတယ်ကျွန်တော်ဒီမှာ6ထိပ်ပေါ့เนาะ6ထိပ်ကဒီလိုလေးပေးနှစ်မတ်တက်နဲ့ပေးတာပေါ့เนาะဒီမှာ4အပိတ်ကကြတော့သူကနှစ်ပိတ်ကကြတော့4မတ်တက်နဲ့ပေးသွားတယ်ပေါ့နော်ဒီကနန်းလေးပေးသွားတယ်ဆိုတဲ့အကြောင်းလေးကိုကြော်ညီကောင်မောင်နှမတွေဒါတချို့တွေဒါသိပြီးသားပါဒီပေါက်တယ်မပေါက်တာတော့ကြော်ညီကောင်မောင်နှမတွေထိုးလဲမထိုးတာတော့ကျွန်တော်လည်းမသိရဘူးเนาะဒါလေးတကယ်လို့ပေါက်တဲ့ဆိုရင်ဝမ်းသာစရာစကားလေးကောမမလာပြီးတော့ပြပေးလို့ရပါတယ်လို့เนาะဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဆက်ပြီးတော့သွားရအောင်ရှေ့ကိုဆက်ပြီးတော့ဆက်သွားရအောင်ဆိုတော့ဒီဘက်မှာကနန်းလုံးကြတော်တော်လေးကိုလှရပြအဲ့ဒါလေးပြမယ်เนาะဒီမှာဒီကနေစမယ်ဆိုတော့ဒီမှာတော့အပိတ်လေးကိုသူကပြပေးသွားတာရှိရေပေါ့เนาะဒီအပိတ်လေးတွေပေါ့เนาะဒီအပိတ်လေးတွေကိုသူကဒီမှာဘာပိတ်လေးဖြစ်မလဲဆိုတော့သူပေါင်းချင်းသူကနန်းလေးလုံးနဲ့သူချပေးတာရှိရပေါ့နော်သူကလည်းဒီ 3D လိုပဲသူကကနန်းချပေးထားတာလေးကဒီမှာကျွန်တော်ကြည့်အောင်ဒီ10ရယ်ကျွန်တော်ဒီမှာဒီ2ရယ်ဒီ8ရယ်ပေါင်းဒါဆိုကျွန်တော်8လို့ဖြစ်တာပေါ့နော်8ဟုတ်ပြီနော်အဲ8ကကျွန်တော်ဒီ8လို့ဖြစ်တာပေါ့နော်ဒီ8ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီ9ဒီ
ဒီ9ရဲ့ကျွန်တော်ဒီမှာဒီ1ရဲ့ဆိုရင်ဒါ10ပေါ့နော်10ကျွန်တော်ဒီ4ရဲ့ပေါင်းရဆိုဒါဆို4လို့ဖြစ်တာပေါ့နော်4အဲ့4ကကျွန်တော်ဒီနောက်ပိတ်4လေးကိုပေးထားပါပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီ6ကိုကျွန်တော်ဒီ1ရဲ့ဆိုဒါဆိုခွန်ပေါ့နော်ခွန်ရဲ့ကျွန်တော်ဒီ6ရဲ့ပေါင်း3ပေါ့နော်3ဒါဆိုရင်ဒီနောက်ပိတ်3လေးကိုချပေးထားပါပေါ့နော်တသက်ရဲ့လေးပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာဆက်ပြီးတော့ပေးထားရှိပါတော့ဒီလေးကိုလည်းကျွန်တော်ဒီမှာဒီ8နှစ်ပေါင်းရင်2ပေါ့နော်2ကို3ညတစ်ပေါင်းဆိုရင်ဒါဆို2ပဲဖြစ်တာပေါ့နော်2အဲ့2ကကျွန်တော်ဒီနောက်ပိတ်လေးကိုချပြီးထားတာပေါ့နော်ဟုတ်ပြီနော်အဲ့ဆိုကောင်းပြီကျွန်တော်ဒီမှာရှေ့ဆက်သွားမယ်ကျွန်တော်ဒီဘက်မှာဒီ6ကိုကျွန်တော်ဒီ4နဲ့ပေါင်းရင်10ကိုကျွန်တော်ဒီခွန်လေးနဲ့ပေါင်းလို့ဆိုရင်ဒါဆိုခွန်လို့ဖြစ်တာပေါ့နော်အဲ့ခွန်ကကျွန်တော်ဒီမှာဒီခွန်နောက်ပိတ်ကိုချပေးမှလာပေါ့နော်ဒါဆိုရင်ခွန်နောက်ပိတ်လေးတသက်ရဒါလေးဆင်းလာမယ်ပေါ့နော်ဟုတ်ပြီနော်ဒါကတော့ကြိုင်နေတဲ့ရင်အသုံးပြုပေါ့နော်သူကဒီပေါ်ကနေပြီးဒီကနန်းလေးလုံးပေါင်းရင်တော့8ပေါ့နော်အဲ8ကဒီ8ကိုလာပြီးပေးထားတယ်ပေါ့နော်နောက်တစ်ခါဒီကနန်းလေးလုံးပေါင်းရင်လည်း4ပေါ့နော်အဲ4ကဒီမှာ4နောက်ပိတ်လေးကိုပေးထားတယ်ပေါ့နော်နောက်တစ်ခါကျွန်တော်ဒီကနန်းလေးလုံးပေးရတော့ဒီကနန်းလေးလုံးပေါင်းရင်ကျွန်တော်2ဒီကနန်းလေးလုံးပေါင်းရင်3ပေါ့နော်3အဲ3ကဒီနောက်ပိတ်3လေးပေါ့နော်နောက်တစ်ခါကျွန်တော်ဒီကနန်းလေးလုံးပေါင်းရင်2အဲ2ကဒီ2နော်သေချာပေါင်းကြည့်နော်ကျွန်တော်ဒီမှာကာလာလေးခွဲထားရနော်နောက်တစ်ခါကျွန်တော်ဒီခုပင်မှာကျွန်တော်ဒီကနန်းလေးလုံးပေါင်းပါနော်ဒီ4ခွန်ပေါင်းရင်ကျွန်တော်ခွန်ပေါ့နော်ဒီခွန်ပေါင်းရင်ကျွန်တော်ခွန်နောက်ပိတ်လေးကိုသူကစလိုက်ပေးမယ်ဆိုရင်ခွန်နောက်ပိတ်လေးပေါ့နော်ဟုတ်ပြီနော်အဲ့တော့ဆိုရင်ကောင်းပြီကျွန်တော်ဒီမှာရှေ့ကိုဆက်ပြီးတော့ကြည့်ရအောင်ဆိုတော့ဒီနားမှာသူကသူက4-3-2-1ဆိုပြီးတော့ဒီကြောင့်1ဆိုပြီးတော့1အပိတ်တွေပါဆက်ပြီးတော့ပေးသွားမှလည်းကြောက်ရတယ်ပေါ့နော်4-3-2-1ဒီဟိုးပုံမှာကျွန်တော်ဒီထိတ်စည်းလေးတွေသူက4-3-2-1ဖြစ်လာတဲ့ပုံစံလေးရှိရနော်4-3-2-1ဟုတ်ပြီနော်အဲ့လေးဒီကြောင့်လည်းကြံသွားမှဆိုတော့ဟုတ်ပြီနော်အဲ့ဆိုရင်ကနန်းလေးထိတ်စည်းလေးတစ်လုံးသွားကြံပြီးရင်ကျွန်တော် break ပြမယ်နော်ဒီမှာကျွန်တော်ကြည့်အောင်သူဒီမှာတပင်ချားလေးတွေပေါ့နော်တပင်ချားလေးဒီကနန်းလေးပေါ့နော်ဒီထိတ်စည်းလေးပေါ့ဘယ်လိုချပေးထားလဲဆိုတော့သူကတပင်ကျော်လေးမှာသူကမသက်လေးတစ်ခုနဲ့ချပေးတာရှိပြီနော်ဒီကနန်း3လုံးကိုကျွန်တော်ဒါဆို1လို့ဖြစ်တာပေါ့နော်1ဟုတ်ပြီနော်ဒီကနန်း3လုံးကိုလည်းကျွန်တော်1လို့ပဲဖြစ်တယ်ပေါ့နော်ဒီကနန်း3လုံးလည်းသူက1လို့ပဲသူကဆက်ပြီးတော့ပေးထားတယ်ပေါ့နော်1လို့ပဲဖြစ်ပေးထားတယ်ပေါ့နော်အဲ့ဆိုကောင်းပြီကျွန်တော်ဒီပင်မှာလည်းကျွန်တော်1လို့ပဲလာပြီးတော့ကစားမလားပေါ့နော်1လို့ပဲထပ်ပြီးတော့ပေးမလားပေါ့ပေးမယ်ဆိုရင်ကျွန်တော်ဒီမှာ8ရဲ့အတွက်ဒါဆိုရင်ကျွန်တော်3ထိပ်လေးဖြစ်သွားမှာပေါ့နော်3ထိပ်ဟုတ်ပြီနော်3ထိပ်လေးဖြစ်သွားမယ်အဲ့ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ဒီဘက်မှာ break လေးတော့ကြည့်အောင် the break ကလည်းပြီးထတာတော်တော်လေးကိုတက်ရက်တယ်ဗျကျွန်တော်ဒီမှာကနန်းလေးကလည်းနည်းနည်းကျင်းသွားနော်ဒါလေးသိခံပြီးကြည့်ပဲဒီမှာကြည့်အောင်တော့ဒီမှာကာလာနဲ့ခွဲလိုက်မယ်ဒီနှစ်ပေါ့နော်ဒီနှလုံးနှစ်ကိုသူဒီကနန်းလေးလုံးနှစ်ဆိုပြန်ဖြစ်တာပေါ့နော်ဟုတ်ပြီနော်နှစ်ကိုဒီကနန်းလေးလုံးနှစ်ဆိုပြန်ဖြစ်ထားတာပေါ့နော်နောက်တစ်ခါကျွန်တော်သူ့ပုံစံတိုင်းပဲပေါ့နော်ကျွန်တော်ဒီကနန်းလေးလုံးနှစ်ဒီကနန်း2ရဲ့4ရဲ့6ပေါ့နော်6အဲ6ကိုသူဒီကနန်းလေးလုံးပေါင်း6လို့ဖြစ်ပြီးထားတာပေါ့နော်6ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာကနန်းနှလုံးပေါင်း5ပေါ့နော်ဒီ5ကိုသူဒီကနန်းလေးလုံးပေါင်းရင်သူက5လို့ပြန်ပြီးဖြစ်ပြီးတာပေါ့နော်ဟုတ်ပြီနော်5လို့ပြန်ပြီးဖြစ်ပြီးထားတယ်နောက်တစ်ခါကျွန်တော်ဒီမှာအခုပင်မှာပေါ့နော်အခုပင်မှာကျွန်တော်ဒီကနန်းနှလုံးပေါင်း8ကိုကျွန်တော်ဒီမှာဒီကနန်းလေးလုံးပေါင်းရင်သူ8လို့ပဲဖြစ်ရမယ်ပေါ့နော်8လို့ပဲဖြစ်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒါဆိုရင်1 break ဖြစ်တာမှာပေါ့နော်1 break ဟုတ်ပြီနော်1ပေါင်း1 break ပေါ့နော်1
tip break ပေါ့နော် tip break ဖြစ်မှာကျွန်တော်ရှစ်နဲ့သွားညီမှာပေါ့နော်ဒီသူကဒီနှစ်ကိုဒီကနန်းလေးလုံးပေါင်းနှစ်ပေါ့နော်ဒီ6ကိုဒီကနန်းလေးလုံးပေါင်း6ဒီ9ကိုဒီကနန်းလေးလုံးပေါင်း9ပေါ့နော်ဒီ8ကိုဒီကနန်းလေးလုံးပေါင်း8ဆိုရင်ဒါမှခွန်8ရဲ့အတွက်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ tip break ဖြစ်သွားမှာပေါ့နော်ဟုတ်ပြီနော် tip break ဖြစ်သွားမယ်အဲ့ဆိုဒီမှာကျွန်တော်ကနန်းလေးတွေစီကြည့်ရအောင် break ကတက်เนาะကျွန်တော်ဒီမှာကြည့်တယ်เนาะဒီက break ကကျွန်တော် tip break ရှိမယ်ဒါကျန်တဲ့မှာပါเนาะကျန်တဲ့မှာ3ပြီเนาะဒီမှာထိတ်က3ရှိမယ်เนาะထိတ်စီရ3ရှိမယ်ထိတ်စီရ3ရှိမယ်အပိတ်ကကျွန်တော်ဒီမှာ3ညရယ်ကျွန်တော်5ရှိမယ်ပေါ့เนาะ3ညရယ်5ရှိမယ်ဒီမှာခွန်အပိတ်ရှိမယ်ပေါ့เนาะခဏနဲ့အရင်မများပါဘူးเนาะကျွန်တော်ဒီမှာဒီသူက site လေးရဒီမှာဒီ site လေးဒါလေးဒီခွန်အပိတ် site လေးရဒါတော်တော်လေးကိုကြည့်ကောင်းတယ်ပေါ့เนาะဒါလေးရသူပေးမဲ့ဆိုရင်ဒါပေးနိုင်တဲ့အနေထားရှိရပေါ့เนาะခွန်ပိတ်ပေါ့เนาะခွန်ပိတ်လေးရလှတယ်ပေါ့เนาะဟုတ်ပြီเนาะဒီရက်နေမှာကျွန်တော်ညီကမောင်မရဲ့ကျန်တဲ့ကနန်းလေးတွဲပြီးအသုံးပြုပေါ့เนาะဒီမှာကျွန်တော်ကနန်းလေးတွဲကြည့်အောင်ဒါ3ထိပ်ကတော့ကျွန်တော်ဒီအားတော့နည်းတယ်ပေါ့နော်အားတော့နည်းတယ်3 3ညရှိမယ်3 3ည3 5ပေါ့နော်3 5ရှိမယ်3ခွန်ရှိမယ်ပေါ့နော်ဒါကြိုက်တဲ့တော့အသုံးပြုပေါ့နော်ဒီမှာ break လေးအနေနဲ့ဆိုရင်ဒါဆို3 8ရှိမယ်ပေါ့နော် break အနေနဲ့ဆိုရင်ကျွန်တော်3ည1ရှိမယ်ပေါ့နော်3ည1 6 5ရှိမယ်ပေါ့နော်4ခွန်ရှိမယ်ပေါ့နော်ဒီကနန်းလေးပါပဲတိတ်တော့အများကြီးဟုတ်ပါဘူးဒီထဲမှာကျွန်တော်ညီကောင်မိုင်းနဲ့ကြိုက်တဲ့ကနန်းလေးတွဲပြီးအသုံးပြုပေါ့နော်ဒီမှာ3ည5 3ညပိတ်လေးတော့ကြိုက်ပေါ့နော်3ညပိတ်ဒီပိတ်လေးတွေကြိုက်ပါနော်ခွန်တော့အရင်လည်းမများတော့2 4 6 9ကွက်လဲဆိုတော့ဒါတော့တဲတွေပဲပပနည်းနည်းတော့အပပရှမ်းပေါ့နော်ဒါလေးပဲရှိမှာပါဟုတ်ပြီနော်ဒီနေရာမှာထပ်ပြီးတော့ဒီမှာလေကျွန်တော်ဒါလေးကိုပြချင်လွတ်သွားမှာဆိုလို့ဒီမှာပါဒါလေးကတော့4 3 2ဒီမှာ1ဆိုပြီးတော့ကျွန်တော်လာမယ်ဆိုရင်ကျွန်တော်သဘောပြောတာပေါ့နော်ဒီမှာ1ဆိုလို့4 3 2 1လာမယ်ဆိုရင်ဒီပုံမှာလည်းသူကဒီ4 3 2 1ကိုဖြစ်ထားတာရှိရเนาะဒီမှာကျွန်တော်ဒီမှာဒီကနန်းပေါ့နော်ဒီကနန်းကို4ပေါ့နော်ဒီ4ပေါ့နော်ဒီ3လုံးပေါင်း4ပေါ့နော်4ဖြစ်တယ်ပေါ့နော်4နောက်တစ်ခါကျတော့ဒီကနန်း3လုံးပေါင်းရင်3ပေါ့နော်4 3เนาะကျွန်တော်ဒီမှာဒီကနန်း3လုံးပေါင်း2ရှိပြီပေါ့နော်4 3 2ဟုတ်ပြီเนาะဒီ4 3 2 1ရှိမယ်ပေါ့နော်ဒါလေးရှိမယ်နောက်ဒီမှာကျွန်တော်ဒီကနန်း4လုံးပေါင်းရင်4ပေါ့နော်ဒီကနန်းပေါင်းရင်ကျွန်တော်3ပေါ့နော်ဒီကနန်း3လုံးပေါင်းလို့ရှိရင်2ပေါ့နော်4 3 2ဒါမှမဟုတ်ဒီမှာကျွန်တော်1လို့လာမှာ1လို့လာမယ်ဆိုရင်ကျွန်တော်2ထိပ်ဖြစ်သွားမှာပေါ့နော်ဒီမှာ2လို့လာမယ်ဆိုရင်3ထိပ်ပေါ့နော်ဒါလေးရှိမယ်ပေါ့နော်တော့10ခွဲဆက်ပုံစံမျိုးဒါပေးတာပေါ့နော်ဒီမှာပေးထားတာပေါ့နော်ကျွန်တော်ဒီမှာခွန်အပိတ်ကြိုက်တယ်ဆိုရင်ဒီမှာကျွန်တော်ဒီမှာ8ထည့်ရမှာပေါ့နော်8ခွန်ဖြစ်သွားမှာပေါ့နော်ဟုတ်ပြီနော်ဒါလေးရှိမယ်ပေါ့နော်ဒါကတော့ကျွန်တော်ညီကောင်မောင်တို့အနေနဲ့ဒါသိအောင်ကျွန်တော်ဒါလေးချပြပေးရနော်ဒီမှာသူကဒီမှာဥပမာကျွန်တော်ဒီမှာ2ဒါဆိုရင်2ဖြစ်သွားမှာဆိုဒီ3ဒါ3ထည့်လိုက်လို့နော်3ထည့်လိုက်လို့3ထည့်မယ်ဆိုရင်ဒါဆိုရင်2ပေါ့နော်3ထည့်မယ်ဆိုရင်ဒီမှာ2ထည့်ရမယ်နော်ဟုတ်ပြီနော်3တစ်မဟုတ်ဘူးနော်ဒါကျွန်တော်ဒီမှာ4 3 2 1ဆိုပြီးကျွန်တော်ထည့်လိုက်လို့နော်ဒီမှာကကျွန်တော်3ထိပ်ကိုဒီကနန်းဒီတိုင်းယူလိုက်လို့နော်ဒီတိုင်းယူလိုက်လို့1မသက်နဲ့ယူလိုက်လို့ဒါ3ထည့်လိုက်တာနော်ဒီမှာကျွန်တော်3ထည့်မယ်ဆိုရင်ကျွန်တော်3နှစ်ဖြစ်သွားမှာပေါ့နော်3နှစ်နော်ကျွန်တော်ဒီမှာမြင်းဆောင်လေးခံပြီးတော့3နှစ်ရေးလိုက်မယ်နော်3နှစ်နော်ဟုတ်ပြီနော်3ညတော့ဘာလို့9လို့ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်3ညဆိုရင်ကျွန်တော်ဒီမှာ1ပေါ့နော်1 3ညရှိမယ်ပေါ့နော်1 3ညကျွန်တော်ဒီမှာ9ပိတ်ထည့်မယ်ဆိုရင်ဘာဖြစ်သွားမှာဆို96ပေါ့နော်6 5ဖြစ်သွားမှာပေါ့နော်ဒီလိုကနန်းလေးဖြစ်သွားမှာပေါ့နော်ကနန်းလေးပြောင်းသွားမှာပေါ့နော်ဟုတ်ပြီနော်ဒါလေးရှိမယ်ပေါ့နော်ဒါ10ခွက်စိုက်ပုံစံမျိုးလေးပါဒါကျွန်တော်ညီကောင်မောင်တို့အနေနဲ့တက်နေတဲ့ဒီပုံစံလေးကြည့်ပြီးတော့အသုံးပြုပေါ့နော်
ဒါတစ် break ကလည်းဒီမှာတစ် break ဆိုရင်ဒါလည်းတစ် break နဲ့သွားညှိရပေါ့နော်ဒါတစ် break ပေါ့နော်ဒါလေးသွားညှိရဟုတ်ပြီနော်ဒါလေးရှိမယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တော့ video file ရရန်ရှိသွားမှာဆိုလို့ဒီလောက်ပါပဲနော်အားလုံးပဲဒီဟာလေးကတော့ဒါကျန်တဲ့အသုံးပြုပေါ့နော်65ဆိုတဲ့ကဏ္ဍလေးကဒါလေးအစိုးနော်65ဆိုတဲ့ကဏ္ဍလေးတစ်ဒါတစ် break ကဏ္ဍအလုံးကြနဲ့သူက break လည်းမှန်တယ်နောက်ပိတ်လည်းရှိပေါ့နော်နောက်ပိတ်ကိုသူကဟောမဒါ sorry ဒီက6 5မဟုတ်ဘူးเนาะဒီမှာကျွန်တော်5ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဟောမှန်တယ်เนาะဒါမှန်တယ်เนาะ sorry ဒီမှာ6ရယ်3ရယ်9ရယ်6ရယ်ပေါ့9ဆို9 65ဒါမှန်တယ်เนาะဒါမှန်တယ်65ဆိုတဲ့ခဏလေးဒါလေးလာတယ်ပေါ့เนาะဒီဟာလေးကိုလေးဟုတ်ပြီเนาะဒါလေးကြိုက်ပါတယ်ကျွန်တော်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော် video file နဲ့ဒီလောက်ပါပဲเนาะအားလုံးပဲကျောင်းကြီးကမောင်နှမအနေနဲ့ကျွန်တော် video လေးကျွန်တော် channel လေးကိုအများကြီးကြည့်ရှုအားပေးနေကြကျောင်းကြီးကမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်เนาะတကယ်ကြီးအစ်တွေရဲ့ like and subscribe လုပ်ရသည်ဒါ like and subscribe ဒါလေးလုပ်ထားပြပါเนาะဒါမှကျောင်းကြီးကမောင်နှမအနေနဲ့ကျွန်တော်တင်လိုက်တဲ့အချိန်မှာဒါအချိန်နဲ့တပြင်းကြီးဒါကြည့်လို့ရမှာပေါ့เนาะကဲအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေဗျာအားလုံးပဲကံကောင်းကြပါစေเนาะ